Malaysia နိုင်ငံချက်တွင် Highland ကဒီ Skywalk တင်ပတ်ထမှာအရန်ကိုအေးတယ်နော်ဒါပေမဲ့ကျမတို့ဝစ်စားပြီးနေခဲ့တယ်အေးကိုမကြောက်ပဲပေါ့နော်ကကျင်တော့လည်းအဲ့လိုပဲပေါ့အဲ့မှာပြန်လာတော့ဖြားတာတော့အမှတ်တရအဲ့ဟာလေးပေါ့နော်အဲ့ဒီတင်ပတ်ကြီးကအကျယ်ကြီးပဲကွာဒီလားအရန်ကိုမိုက်တယ်ဒါတော့ဒီဟိုတယ်လည်းရှိတယ်ကာစီနိုလည်းရှိတယ်တကယ်ကိုကွာအမခန်းအကျယ်ကြီးဒီလားစောက်ထားရတဲ့အရန်ကြီး5-6နှစ်လောက်ပဲရှိအောင်မယ်အခုဒါမြင်ရတာတော့ဒီသူ့ရဲ့ cable car ပေါ့နော်အဲ့ဒီ cable car ကကြည့်ရောအမြင့်ကြီးတင်တာတောင်ထိပ်နှစ်ခုကိုဖြတ်ပြီးတော့ဒီပေါက်ထားတာကွာအဝေးကလှမ်းကြည့် cable car ရဲ့သေးလေးပဲမြင်ရတာလုံးဝမြူဘိုးတွေနဲ့ပိတ်နေဒါတော့အနီးကအတွင်းထဲမှာပုံလို့ပေါ့နော်အောက်ကိုကြည့်ကြည့်တာမှန်လေးတစ်ချက်ပဲချားတယ်ကွာအဲ့မှာဒီအောက်မှာဒီတစ်ပင်ထိပ်တွေမှာသွားနေအဲ့ဒီ cable car ရလေပြီလားအဲ့မှာကွာသူအဲ့ဒီ cable car တစ်လျှောက်မှာ station လေးရှိရပေါ့နော်ဘယ်နေရာမှာဝင်လဲမယ်ဘယ် station မှာဆင်းမယ်ဆိုကိုယ်စီစဉ်နဲ့ကိုတိုက်တဲ့နေရာဝင်လဲလို့ရတယ်ပေါ့နော်ဒါတော့ဒီ Skywalk တင်ပတ်ထဲရတာနေမြင့်ကွင်းတချို့ပေါ့နော်အဲ့သူ့ရဲ့ decoration ကအရန်လာတယ်သူကဘာအခြေခံထားရလဲဆိုတော့ကွာ20ရာစုနှစ်ဒါ 20th century Fox ရုပ်ရှင်ကားကိုအခြေခံထားတာပေါ့နော်ပြီးတော့သူကကွာတကယ်ဘယ်လိုပြောမလဲဝင်ဝမှာဒါရုပ်ရှင်လိုပုံစံပေါ့ Studio Plaza လိုဟာမျိုးတွေဒီလားမင်းတို့ရှင်ဆိုင်ကယ်စီးရတိုက်တဲ့လူတွေပြီးရင် roller coaster တိုက်တဲ့လူတွေဆိုအရှမ်းမိုက်တယ်တကယ် heavy အမြင့်ကြီးတွေကွာအရှမ်းကိုတန်တယ်ကွာပြီးတော့ဒီ Ice Age တွေကဇက်ကောင်တွေနဲ့ဆော့ကစားရဲ့ဟာတွေနောက်ပြီးအယောင်သွင်းစုံတဲ့ဟာတွေကွာအများကြီးပဲတိလားပြီးတော့အဲ့ဒီထဲမှာအခုမြင်ရတဲ့နေရာဒါ Independent Days လို့ခေါ်တယ်ကွာသူကဒီစက်ရုပ်တွေပေါ့နော် 4D ပုံစံနဲ့ဒီစက်ရုပ်တွေကဒီကဘာမြေကြီးအာကာသဝင်ပြီးတိုက်ခိုက်တဲ့အတွက်အဲ့စက်ရုပ်တွေကားတဲ့ဒီကဘာမြေကြီးဝင်တိုက်တဲ့အချိန်မှာကွာကိုရီးယားအာကာသရှင်မှုတွေကသူတို့တိုက်ထုတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒီထဲဝင်ပြီးတော့အာကာသရှင်စီးတယ်ပေါ့နော်ဒါဆိုမဝင်ခင်မှာ instruction ပေးတာပေါ့အဲ့ဒီထဲမှာလေအဲ့ဒါရောမဲရအောင်သွားခဲ့တယ်လားအရှမ်းမိုက်တယ်တကယ်အာကာသရင်စီးရတာကွာအနှိမ့်နေအမြင့်နေနဲ့အလုံးဝဒီ 3D 4D glass ကိုလေအတက်ပြီးတော့စီးရတာကွာအရမ်းမိုက်တယ်အဲ့ဒီ Independence Day ကတော့အကြိုက်ဆုံးပဲအဲ့ဒီထဲတင်ပတ်ထဲမှာလေသူကကွာမနက်ကလေမိုးလင်းကြီး ringgit 150 200ပေးပြီးကြိုက်စော်ပဲဒါပေမဲ့ကိုစားတဲ့အစားအသောက်တွေဒီဓာတ်ပုံတွေပါရေးဆိုလို့ထုတ်တယ်ဆိုတော့ပတ်စံသက်ပေးရတာပေါ့နော်ဒီခက်ခဲတခုကတော့ကျူတန်းတွေရမ်းစီရတယ်တစ်ခုကစားမယ်ဆိုရင်လေအဲ့ဒါကတော့ဒါကြိုပြီးတော့ပေါ့နော် online booking နဲ့ဒါဘာကျူယူထားမယ်ဆိုရင်တော့ပိုအဆင်ပြေတယ်